မင်္ဂလာပါရှင်2025စက်တင်ဘာတုန်းကဆွစ်ဇာလန်နိုင်ငံဇမ်မတ်မြို့ကိုသွားခဲ့တဲ့ဗီဒီယိုဒုတိယပိုင်းလေးပါ Matterhorn Glacier Paradise ကိုဇမ်မတ်ကိုရောက်ခဲ့တဲ့ဒုတိယနေ့မှာတက်ခဲ့ပါတယ် Matterhorn Glacier Paradise ကို Klein Matterhorn Little Matterhorn လို့ခေါ်ပါတယ် Cable car တွေနဲ့ပဲစီးပြီးတက်ရတာပါပထမအဆင့်အနေနဲ့ဇမ်မတ်ကနေ Fury အဲ့ဒီကနေ Trocadero Stack ဆိုတဲ့နေရာအထိကို25မိနစ်လောက်တက်ရပါတယ်ဟိုးအောက်မှာဇမ်မတ်မြို့လေးနဲ့ကျမတို့မနေ့ကဇမ်မတ်ကိုလာခဲ့တဲ့တောင်ကြီးကြားရဲ့ Valley လေးကိုလှမ်းမြင်နေရပါတယ် Trocadero Stack မှာဒီ cable car အသစ်ကြီးတွေဖြောင်းစီရပါတယ်ဒီ route ကိုတော့ Matterhorn Glacier Ride လို့နာမည်ပေးထားပါတယ်ဒီ cable car ပေါ်ကနေကြည့်ရင်အောက်က glacier တွေအများကြီးကိုတွေ့ရတာမို့လို့ပါအခုအောက်မှာမြင်နေရတာတွေကတော့ glacier တွေပါဗမာလိုတော့ရေခဲမြစ်ပြင်ကြီးတွေလို့ခေါ်တာပေါ့နော်ဆောင်းတွင်းမှာဆိုရင်တော့ဒီ glacier တွေရောတောင်တွေရောဟာနှင်းတွေနဲ့ဖုံးနေပါတယ်ကျမတို့ကစက်တင်ဘာမှာလာတော့နှင်းတွေတော့သိပ်မရှိတော့ဘူးပေါ့ဥရောပရဲ့အမြင့်ဆုံး cable car station ကိုရောက်ပါပြီဒါကတော့ Klein Matterhorn ရဲ့ viewing platform ပေါ်ကနေကြည့်တာပါအမြင့်မီတာ3800ကျော်ကနေ Alp တောင်တန်းတွေကို360 degree view ပေါ့နော်မြင်ရတာပါဘေးကပုံမြင့်နဲ့နှင်းတွေဖုံးနေတဲ့ Breithorn ဆိုတဲ့တောင်ပေါ်ကိုလူလေးတွေလမ်းလျှောက်ပြီးတက်နေတာကိုတိတ်တိတ်လေးတွေမြင်ရပါတယ်တော်တော်မြင့်တဲ့အခါကျတော့အောက်ဆီဂျင်ပါသွားတာနဲ့အသက်ရှူရတာနည်းနည်းတော့ခက်ပါတယ်ဒီနေရာကနေအီတလီနိုင်ငံဘက်ကိုသွားတဲ့ cable car တစ်ခုရှိပါသေးတယ်အဲ့ဒါကတော့အခုကလူရသည်ဆိုတော့မဖွင့်ပါဘူးတဲ့ဒီ viewing platform ကိုရောက်ဖို့ cable car station ကနေဟိုမှာတွေ့တဲ့နေရာကနေဓာတ်လှေကားလေးနဲ့တဆင်းဒီလှေကားလေးကနေတဆင်းတက်လာရတာပါဒီနေရာကနေကြည့်ရင်နာမည်ကြီး Matterhorn တောင်ကြီးကိုသတိကံပုံမြင်ရမှာပါဇမ်မက်ကနေကြည့်ရင်မြင်ရတဲ့သူ့ရဲ့ iconic ပုံစံကြီးတော့မတွေ့ရပါဘူးဟိုးအောက်ကတောင်ကြားလေးတွေမှာတော့ကျမတို့တက်လာခဲ့တဲ့ဇမ်မတ်ပါဒီနေရာကအမြင့်ဆုံးဆိုတော့ဘေးပတ်ပတ်လည်မှာရှိတဲ့တောင်ထိပ်တွေ38ခုရဲ့ glacier ပေါင်း16ခုရဲ့ကိုဒီကနေမြင်ရနိုင်ပါတယ်တဲ့ကံကောင်းစွာနဲ့ပဲရာသီဥတုကကျမတို့ဘက်မှာရှိပါတယ်ကောင်းမင်နေရလဲပြပြီးတော့တိမ်တွေကလည်းမဖုံးနေတာနဲ့ပဲဘေးပတ်ဝန်းကျင်တစ်ခုလုံးကိုကောင်းကောင်းမြင်ရပါတယ်ဒီအပေါ်မှာကနှင်းတွေရှိသေးတော့ ski slope နှင်းလျှောစီးရဲ့နေရာကတစ်နှစ်ပတ်လုံးဖွင့်ပါတယ်ဒါပေမဲ့နှင်းလျှောစီးတဲ့လူတွေတော့မတွေ့ခဲ့ပါဘူးရှုခင်းတွေကိုတဝါကြီးကြည့်ပြီးတော့ viewing platform ကနေပြန်ဆင်းခဲ့ကြပါပြီအောက်မှာတော့ restaurant နဲ့ souvenir shop လေးရှိပါတယ်အပြင်ကနှင်းတွေပေါ်မှာလူတွေလမ်းလျှောက်နေတာတွေ့တာနဲ့ကျမတို့လည်းသွားလျှောက်ကြည့်ကြဖို့ဆုံးဖြတ်လိုက်ကြပါတယ်မနစ်ကယွန်ဖရောင်းသွားတော့က glacier ပေါ်မှာလမ်းလျှောက်တာဖနက်ကတင့်တော်တဲ့နှင်းပေါ်မှာလမ်းလျှောက်လို့ရတဲ့ဖနက်မဟုတ်တာနဲ့ပဲအဆင်မပြေခဲ့ပါဘူးဒီတစ်ခါတော့ grip ပါတဲ့ဖနက်တွေနဲ့ဆိုတော့ရေခဲပေါ်မှာကောင်းကောင်းလျှောက်လို့ရသွားပါပြီဘောကိုဖြန့်ရင်အီတလီထဲရောက်သွားမှာ passport ဘာမှသွားလို့ရမယ်တဲ့စောင်းရသည်ဆိုရင်တော့ဒီနားမှာနှင်းလျှောစီးတဲ့လူတွေနဲ့ပြည့်နေမှာပါကျမတို့အထဲကိုပြန်ဝင်ပြီးတော့ Glacier Palace ထဲကိုဝင်ကြည့်ကြပါတယ်ရေခဲနဲ့လှုပ်ထားတဲ့ဂူတွေလှိုင်ကောင်းနေကြတဲ့မှာရေခဲနဲ့ထုထားတဲ့ပပူးရုပ်တွေကိုပြသထားတဲ့နေရာလေးပေါ့နော်
ဒီထဲမှာဆွစ်ဇာလန်နဲ့အီတလီနေခြားနေရာလေးရှိပါတယ်ဆာမက်ကိုပြန်ဆင်းခဲ့ကြပါပြီတချို့တွေကဒီလမ်းတစ်လျှောက်မှာရှိတဲ့ cable car station လေးတွေမှာဆင်းပြီးတော့ဘေးပတ်ဝန်းကျင်မှာ hiking လုပ်ကြပါတယ်ဆောင်းတွင်းမှာဆိုရင်တော့ဒီနားမှာနှင်းလျှောစီးတဲ့ ski slope တွေဖန်တီးထားကြပါတယ်တဲ့ဇမန်မြို့လေးတွေကိုပြန်ရောက်တော့ဒီ Hinterdorpsstraat ဆိုတဲ့ရှေးဟောင်းအိမ်ကလေးတွေရှိနေသေးတဲ့လမ်းလေးကိုသွားကြည့်ကြပါတယ်အိမ်လေးတွေကတော့ typical Swiss အိမ်လေးတွေပါသူတို့အောက်မှာ16-18ရာစုကအိမ်လေးတွေပါသူတို့ maintain လုပ်ထားပါတယ်ဒီအောက်ထပ်ကတော့သူကတိရစ္ဆာန်တွေထားပြီးတိရစ္ဆာန်တွေ heat ကိုယူပြီးတော့လူတွေကအပေါ်မှာနေတယ်လို့ကျွန်တော်မှတ်သားရပါတယ်ဒီရှေးဟောင်းအိမ်လေးတွေကတမျိုးလုံးမှာလဲဟိုတနေရာဒီတနေရာရှိနေပေမဲ့လေဒီလမ်းမှာတော့အကုန်လုံးအိမ်တွေအကုန်လုံးလူကဒီလိုရှေးဟောင်းအိမ်လေးတွေကြီးပဲဆိုတော့လာတော့ကြည့်သင့်ပါတယ်ကျမတို့တဲခိုတဲ့အခန်းကိုပြန်ပြီးတော့ဒီ Matterhorn ရဲ့ view ကြီးနဲ့ညနေစာစားလိုက်ကြပါတယ်နောက်တနေ့မနေ့မှာတော့ Rothorn ဆိုတဲ့နောက်တောင်ထိပ်တစ်ခုကိုတက်ဖို့ထွက်လာခဲ့ကြပါတယ်ဒါပေမဲ့ကျမတို့က Rothorn အထိမရောက်ပါဘူးတဲ့စနစ်ကနေပြီးတော့ Blauhart ဆိုတဲ့နေရာအထိပဲရောက်ပါမယ် Blauhart ကနေ Rothorn ကိုသွားတဲ့လမ်းက landslide တွေဖြစ်လို့ပိတ်ထားပါတယ်တဲ့ဒီစနစ်ကိုသွားတဲ့ funicular ကထူးခြားပါတယ်လမ်းတစ်လျှောက်လုံးကိုကြောက်တောင်တွေကနေပြီးတော့ဖောက်ထားတာပါ9မိနစ်လောက်ပဲကြာပါတယ်စနစ်ကိုရောက်ပါပြီမင်္ဂလာပါဒီနေ့တော့8 September 2025ပါကျမတို့ရဲ့ဇမတ်ခရီးစဉ်လေးရဲ့ summary ကိုပြောပါမယ်ဟိုတနေ့ကတော့ကျမတို့ဒီယထာလေးနဲ့ပေါ့နော်ဒီခရီးကနေပြီးဒီယထာလေးနဲ့ဇမတ်ကိုရောက်လာပါတယ်မနေ့ကကျတော့ကျမတို့ဒီဇမတ်ကနေပြီးတော့ကျမတို့ Corner Grab ကိုပထမသွားပါမယ်ဒီကနေပြီးတော့ဒီယထာလေးနဲ့ကျမတို့သွားပြီးတော့ဒါတွေချက်ပြီးတော့ Corner Grab ကိုသွားပါတယ်အဲ့ဒီနေရာမှာ Rotterdam Boden ဆိုတဲ့နေရာမှာဆင်းပြီးတော့ဒီကနေပြီးတော့ရေကန်လေးကိုကျမတို့ဆင်းပြီးတော့ဒီ Matterhorn ရဲ့ reflection ကြီးကိုတပ်ပုံရိုက်ပါတယ်ပြီးတော့ Chronograph ထိတက်ပြီးတော့ Chronograph မှာနေ့လည်စာစားပါတယ်အဲ့ဒါပြီးတော့ကျမတို့ပြန်ဆင်းလာပြီးတဲ့အခါကျတော့ကျမတို့အမှန်တော့ကျမတို့ဒီကနေပြီးတဲ့အခါကျတော့ Roffel ဘက်ကနေပြီးတော့ဒီဘက် Fury ကိုကျမတို့ဆင်းမှုစူးစမ်းတာအခုကတော့ season မဟုတ်တဲ့အခါကျတော့ဒီလမ်းကြီးကပိတ်နေပါတယ်ပိတ်နေတော့ကျမတို့ကအဆုံးအထိဇမ်းမဲ့အထိပြန်လာတယ်ပြီးတဲ့အခါကျမှဒီကနေပြီးတဲ့အခါကျတော့ကျမတို့ဘယ်သွားလဲဆိုတော့ဒီ Matterhorn Glacier Paradise ဆိုတဲ့ Little Matterhorn ဆိုတဲ့နေရာကိုကျမတို့တက်ဖို့ကြိုးစားပါတယ်ထုံးစံအတိုင်းကတော့ကျမတို့ဒီကနေပြီးလူတိတ်တိတ်ကြီးတက်သွားရပါတယ်ဒါပေမဲ့အခုကတော့ဒီလမ်းကြီးကပိတ်နေပါပြီအဲ့ဒီအတွက်ကြောင့်ကျမတို့ဒီကနေပြီးတော့ဒီ cable car နဲ့ပေါ့နော်အပြည့်ကျမတို့ကသွားပါတယ်သွားပြီးတဲ့ခါကျတော့ Trockenner ဆိုတဲ့နေရာမှာ cable car အကြီးကြီးကိုပြောင်းပြီးတော့စီးပါတယ်စီးပြီးတော့မှ Matterhorn Glacier Paradise အထိကိုကျမတို့သွားပါတယ်ဒီနေ့တော့ဒီကနေပြီးတဲ့ခါကျတော့ကျမတို့ Rothorn ဆိုတဲ့နေရာကိုကျမတို့သွားပြီးတော့သွားဖို့ကြိုးစားပါတယ်ဒါပေမဲ့ဒီခရီးရပေါ့နော်အခုက landslide ဖြစ်တဲ့အခါကျတော့ဒီခရီးကပိတ်သွားပါပြီအဲ့ဒီအခါကျတော့ဒီနေ့တော့ဒီကနေပြီးတော့ Blue Heart အထိပဲသွားပါမယ်အခုလောလောဆယ်တော့ Seneca ဆိုတဲ့နေရာကိုရောက်နေပါပြီပြီးရင်တော့ cable car နဲ့ကျမတို့ Blue Heart ကိုတက်ပါမယ်တက်ပါတယ်ဒီ Seneca ဘေးက restaurant နေရာလေးကတော်တော်လှပါတယ် Matterhorn ကိုလှလှပပကြီးမြင်ရပါတယ်သူဘေးက cable car station ကနေ Blauhart ကို cable car စီးပါမယ်ဒီအပေါ်မှာ helicopter တွေအမြဲတမ်းကြားနေရပါတယ်တောင်ပေါ်ကနေရာတွေကိုကုန်စီတွေပို့တာကတဲ့ဒီ helicopter တွေနဲ့ပို့ကြပါတယ်တဲ့အပေါ်လျှောက်ရင်ဒါ Five Lake Walk ရဲ့အစပါအခုကျွန်တော်တို့Stellici Lake ကိုသွားပါမယ်ဒီကနေ15မိနစ်ရှောက်ပါမယ်
ကောင်တွေတက်နေတဲ့ပုံစံမျိုးလုပ်တယ် ကိုဟိုမှာတွေ့ရတော့ Bloha Station မှာ Bloha Station ကနေပြီးကျွန်တော်တို့ Selisi ဆိုတဲ့လိတ်ကိုကျွန်တော်တို့လမ်းလျှောက်ပြီးသွားနေကြပါတယ် ရှောင်းမီလမ်းရှောင်းမီဟိုမှာကလေးစီယာဒီလမ်းအတိုင်းစလီစီယာရေကန်လေးကိုသွားကြမယ်စောင်းနှင်းမှာတော့နှင်းတွေဖုံးနေမှာပဲဒီချိန်မို့လို့သာဒီလိုလမ်းလျှောက်လို့ရတာလားမသိပါဘူးလေးစီယာတွေကိုတနေရာထဲမှာအများကြီးတွေ့ချင်ရင်တော့ဇမ်းမက်ကိုလာပါဒီမှာလည်းရှိပါတယ်ဒီဘက်မှာလည်းကလေးစီယာတွေအများကြီးရှိပါတယ်15မိနစ်လောက်ရှောက်ရတဲ့လမ်းဆိုပေမဲ့ကျမတို့ကဒီကြောက်တုံးနေရတဲ့အပေါ်လမ်းကနေလာပြီးတော့နိုင်ဘွက်လောက်ရှောက်လိုက်ရပါတယ်စတလီစီရေကန်လေးကိုရောက်ပါပြီ5 Lakes Walk Trail ကိုတွားကြတဲ့လူတွေအတွက်ဒါကတော့ပထမဦးဆုံးတွေ့ရတဲ့ရေကန်ပါMatterhorn ရဲ့ပုံရိပ်ကိုရေထဲမှာထင်းထင်းလင်းလင်းရှင်းရှင်းလင်းလင်းမြင်ရပါတယ်ဒီရေကန်လေးရဲ့အလွန်နည်းနည်းလေးမြင့်တဲ့နေရာလေးဟာဓာတ်ပုံရိုက်လို့ပိုကောင်းတယ်ထင်တာနဲ့ဒီပေါ်တက်ကြည့်ကြပါသေးတယ်တချို့တွေကတော့ဒီနေရာကနေ15မိနစ်လောက်ဆက်လျှောက်သွားရင်ရောက်မယ်နာမည်ကြီးဟိုတယ်ကြီးတစ်ခုကိုဆက်လျှောက်သွားတာတွေ့ရပါတယ်တချို့တွေကြတော့လေအောက်ကိုဆင်းပြီးတော့ဒီ5 Lakes Walk Trail ကိုတွားကြတယ်ထင်ပါရဲ့ကျမတို့ကတော့ Bloha ကိုပဲပြန်မိုးဆုံးဖြတ်လိုက်ကြပါတယ်ကွန်ဒိုလာနဲ့ဆန်နဂါကိုပြန်ဆင်းပြီးမနေ့ကတွေ့တဲ့ restaurant မှာ typical Swiss food ပေါ့နော် Swiss potato pancake စားခဲ့ကြပါတယ်ဒီကနေအောက်လေးနည်းနည်းဆင်းလိုက်ရင်ဒီလိုက်စီးဆိုတဲ့ရေကန်လေးကိုရောက်ပါတယ်ဒါကတော့5 Lakes Walk မှာနောက်ဆုံးရေကန်လေးပါဒီကနေကျမတို့ကရှေဗရိုနီဆိုတဲ့နာမည်ကြီး restaurant လေးကို25မိနစ်လောက်ရှောက်ရင်ပေါ့နော်ရောက်မယ်ဆိုတာနဲ့တွားဖို့ကြိုးစားခဲ့ကြပါသေးတယ်10မိနစ်လောက်ဆင်းသွားပြီးတဲ့အခါမှာမိုးလေဝသမိုးရွာမယ်လို့ခန့်မှန်းထားတာနဲ့ပဲမိုးရွာထဲမှာဒီတောင်ကြီးကိုပြန်ပြီးတော့မတက်ချင်တာနဲ့ပဲကျမတို့ပြန်လာခဲ့ကြပါတယ်ဒီလိုကားလေးနဲ့များဆင်းတက်လို့ရသွားရင်တော့အရန်ကောင်းပါပဲဟိုမှာတွေ့ရတဲ့ funicular လေးကတော့ like sea shuttle လို့ခေါ်ပါတယ်ကျမတို့အဲ့ဒီ self operated ပေါ့နော်ကိုဟာကိုမောင်းလို့ရတဲ့ဒီ shuttle လေးနဲ့စနေဂိုကိုတက်လာခဲ့ကြပါတယ်နောက်တနေ့မနေ့မှာတော့တိမ်တွေဖုံးနေလို့မက်တဟွန်ကြီးကိုလုံးဝမမြင်ရတော့ပါဘူးဒီနေ့ကျမတို့ဂျနီဗာကနေတဆင့်အိမ်ပြန်มาတော့မယ်တေခိုရဲ့အခန်းကနေဘူရာယုံကိုသွားတဲ့လမ်းမှာမိုးတွေရွာနေပါပြီကံကောင်းလို့လွန်ခဲ့တဲ့2ရက်ကရှောက်လေတဲ့အချိန်မှာရာသီဥတုကအရန်ကောင်းနေခဲ့ပါတယ်ဇမ်ဘတ်မြို့ရဲ့ရှောက်လေတာနဲ့ခွန်နိုခရက်တောင်တက်တဲ့အခန်းတွေကိုပထမပိုင်းဗီဒီယိုထဲမှာကြည့်ပေးကြပါဦးနော်အခုဒီဗီဒီယိုလေးကိုအဆုံးအထိကြည့်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်